မင်္ဂလာပါကျွန်တော်တို့စီမှာဒီငွေသွင်းငွေထုတ်ပါဝင်တယ်ကျွန်တော်တို့ဒီ Dynnet ထိုးသားအတွက်ဖက်သုံးလို့ရတယ်ကျွန်တော်တို့ဒီ 2D3 online software လေးတွေကိုလည်းကျွန်တော်စီမှာအပ်နိုင်ပါတယ်software အပ်နိုင်ခံမှာလည်းကိုကြိုက်တဲ့ logo ပြီးလို့ရှိရင်ကိုကြိုက်တဲ့ app name ရဲ့ကိုကြိုက်တဲ့ UI design လေးတွေကိုပြောပြီးတော့မှကျွန်တော်စီမှာအပ်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ပထမဆုံးကျွန်တော်တို့ဒါလေးကတော့ကျွန်တော်စီမှာလက်ရှိအပ်ထားတယ်ပေါ့เนาะထိုင်းကကိုရီးယားအပ်ထားတဲ့ software လေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့သူကဒီ 2D ပါမယ် 3D ပါမယ်ဒူဘိုင်းပါမယ်ပိုလန် 2D 3D ပါမယ်ပေါ့เนาะအောက်ကဂိမ်းလေးတွေကတော့သူက 7 နဲ့ထည့်ထားတာပေါ့เนาะကျွန်တော်လက်ရှိကတော့ကျွန်တော်စီမှာ gain service တွေကတော့မရသေးဘူးပေါ့နော်ဒါလေးကတော့သူကစင်မနီနဲ့ထည့်ပေးထားတာဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒါ 2D3 နှမျိုးတဲ့ထည့်ကျင်တယ်ဆိုလဲရပါတယ် 2D3 နှမျိုးလဲဆိုရင်တော့ကျွန်တော်တို့ဒါ340ကြာမယ်ပေါ့နော်တကယ်လို့ကိုက 2D3 မဟုတ်ဘဲနဲ့တခြားသောဒူဘိုင်းတို့ပါကိုထည့်မယ်ဆိုတော့ကိုထည့်တဲ့ချက်လက်ပုံမူတည်ပြီးတော့မှဈေးနှုန်းရကွာချက်ရှိတော့မှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်တော့ user ဘက်က account ဖွင့်မယ်ဒါမှမဟုတ်လဲကျွန်တော်တို့ admin ဘက်ကနေပြီးတော့ account ဖွင့်မယ်ပြီးလို့ရှိရင်ငွေသွင်းငွေထုတ်တွေပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ dime ဘက်ကနေပြီးတော့မှ auto ရောစားလုပ်ပေးတဲ့စနစ်တွေပါမယ်ပေါ့နော် account ဖွင့်ပေးတဲ့စနစ်တွေပါမှာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်အပေါ်မှာပြေးနေတဲ့စာသားလေးတွေပြီးလို့ရှိရင်ဒီပိုတိုလေးတွေကျွန်တော်ကြော်ညာပုံလေးတွေ ADS ပုံလေးတွေဆိုလို့ရှိရင်ဒါဒီ admin ဘက်ကနေပြီးတော့မှကိုယ်စိတ်ကြိုက်ကျွန်တော်တို့သတ်မှတ်ပြီးတော့မှထည့်နိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီ dime ထိုးသားဆိုရဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကဒီ user app ပြင်ကိုမှကျွန်တော်တို့ admin app ကိုပါရရှိမှာဖြစ်ပါတယ် admin app မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခုပြထားတဲ့အတိုင်းပဲကျွန်တော်တို့ငွေသွင်းငွေထုတ်လုပ်ဆက်ချက်တွေပါဝင်မယ်အဲ့တော့ငွေသွင်းငွေထုတ်မှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ဘဏ်အကောင့်တွေကိုကျွန်တော်တို့ dime ဘက်ကနေပြီးတော့မှကျွန်တော်တို့ admin ဘက်ကနေပြီးတော့မှထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်ကိုထည့်သွင်းထားတဲ့ဘဏ်အကောင့်တွေအတိုင်းပဲအောက်ကuser တွေကနေပြီးတော့မှကျွန်တော်တို့ဒါရွေးချယ်ပြီးတော့မှသွင်းနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာဆိုရင်ငွေသွင်းမယ်ဆိုလို့ရှိရင်ငွေသွင်းတဲ့သူကဘယ်သူဟလာဘယ်လောက်ငွေသွင်းထားတယ်ကိုယ့်ဘက်ကနေပြီးတော့မှအတီးပြုစစ်ဆေးတာတွေပါမယ်ငွေထုတ်မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့မှအတီးပြုပြီးတော့စစ်ဆေးတာပြီးတော့မှထုတ်ပေးတာမျိုးတွေပါမယ်ပေါ့เนาะဒီလိုမျိုး satisfaction လေးတွေပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ account ဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့က user account ဆိုလို့ရှိရင် user account တွေဖွင့်ပေးတာမျိုးတွေဟလာပြီးလို့ရှိရင် user account တွေပြန်ပြီးတော့ပိတ်တာမျိုးတွေဒီလိုမျိုးစသဖြင့်ကျွန်တော်တို့ကဒီ admin ဘက်ကနေပြီးတော့မှကျွန်တော်တို့အပြည့်အဝကျွန်တော်တို့ထိန်းချုပ်လို့ရအောင်လုပ်ပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီလိုမျိုး cover photo တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ admin ဘက်ကနေပြီးတော့ကိုကြိုက်တဲ့ cover photo တွေကိုကိုစိတ်ချက်ပြန်ပြီးထည့်နိုင်တယ်ဖြတ်နိုင်တယ်ပြင်နိုင်တယ်ပေါ့နော်စာသားရေးဆိုလို့ရှိရင် admin ဘက်ကနေပြီးတော့ကိုစိတ်ချက်ပြန်ပြီးတော့ပြင်ဆင်ပြီးတော့မှထည့်သွင်းနိုင်မှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါ 2D မှာဆိုလို့ရှိရင် 2D မှာကျွန်တော်တို့ကဒီတကွက်ချင်းစီရဲ့ပေကနန်းတွေကနန်း break limit တွေကစပြီးသတ်မှတ်လို့ရတယ်ဒီကနေလည်းကျွန်တော်တို့ကကိုအောက်က user တွေတင်လိုက်တဲ့ထိုးသားတင်လိုက်တဲ့စင်းတွေကို ledger နေနဲ့ပြန်ပြီးတော့မှစင်းတွေပြန်ကြည့်လို့ရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ admin ရဲ့ report ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စုစုပေါင်းရောင်းကြီးရဘယ်လောက်ပြီးလို့ရှိရင်ရောရတဲ့ economy ကဘယ်လောက်ရောကြီးရဘယ်လောက်ပေါ့နော်တဦးချင်းစီရဲ့ကျွန်တော်တို့ကuser တဦးချင်းစီရဲ့အချက်လက်တွေကိုလည်းကြည့်လို့ရသလိုကိုယ့်ရဲ့တရက်တာကျွန်တော်အရှုံးမြတ်စင်းတွေကိုလည်းကြည့်လို့ရတယ်လှုပ်ဆောင်ချက်လေးတွေလည်းကျွန်တော်တို့ထည့်ပေးထားပါတယ်နော်ဒါကတော့ကျွန်တော်တို့ admin ဘက်ကနေပြီးတော့မှကျွန်တော်တို့ control လုပ်လို့ရတဲ့ဒီ admin panel လေးဖြစ်ပါတယ်admin panel ကိုလည်းကျွန်တော်တို့ကဒီ browser နေပြီးတော့မှအခု laptop ကနေဖြစ်ဖြစ်ပေါ့နော်တကူက iPhone သုံးနေဆိုလို့ရှိရင် browser နေပဲဖြစ်ဖြစ်ကျွန်တော် control လုပ်လို့ရသလို Android phone တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်အခုလိုမျိုး application လေးထုတ်ပေးပြီးတော့မှလွယ်တကူကျွန်တော်ဝင်သုံးလို့ရအောင်လုပ်ပေးပါတယ်အဲ user ဆိုလို့ရှိရင်ကျွန်တော်တို့ website ကနေပြီးဝင်ပြီးတော့မှတင်လို့ရသလိုအခုလိုမျိုး Android app ကနေလည်းကျွန်တော်တို့ကလွယ်တကူ software လေး download လုပ်ပြီးတော့မှတင်လို့ရအောင်လည်းကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့အခုပြောချင်တာကတော့ကျွန်တော်ဒီ UI design ကိုတော့ကိုကြိုက်တဲ့ပုံစံလေးကျွန်တော်တို့ color တွေရောပေါ့เนาะ color ပုံစံလေးတွေ UI ပုံစံလေးတွေကိုပြောပြီးတော့မှကျွန်တော်စီမှာအပ်နိုင်လို့ရပါတယ်အဲ့တော့ဒါလေးကတော့ကျွန်တော် 2D 3D တစ်မျိုးတည်တံ့ကို340ကြာမှာဖြစ်ပါတယ်ကျွန်တော်စီမှာအပ်နိုင်မယ်ဆိုတော့ CN ငွေတစ်ဝက်ပေးသွင်းရမှာဖြစ်ပြီးတော့မှကြာချိန်ကတော့ကျွန်တော်တို့2ပတ်နဲ့3ပတ်ကြာမြင့်မှာဖြစ်ပါတယ်เนาะဟုတ်ကဲ့အခုလိုမျိုးကျွန်တော်တို့ဒီ Dime ထိုးသား software လေးကိုကျွန်တော်တို့ energy နဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Viber ကိုဆက်သွယ်ပြီးတော့မှမြင်နိုင်ပါတယ်